တဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘေကဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသနာတမနောသူကရောလောကဝိတုအနုတ္တရောဘုဒ္ဓိတာဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘေကဝါသက္ခာသောဘေကဝါဒဓမ္မောတန်တိတိကောအာဂါလိကောအေဟိပတိကောဩပနေယိကောပစ္စတံဝိဓိတဘောဝိညူဟိသုပတိပန္တောဘေကဝါတောတာဝကတံကောဥဇုပတိပန္တောဘေကဝါတောတာယကတံကောညာယပတိပန္တောဘေကဝါတောတာဝကတံကောတာမိစေပတိပန္တောဘေကဝါတောတာဝကတံကောယတိတံသတ္တာဝိပုရိတာယုဂာနိအချာပုရိတာပုဂ္ဂလာဧတာဘေကဝါတောတာဝကတံကောအာဟုနေယောပါဟုနေယောတခိနေယောဣသလိကလနိယောအနုတ္တရံပုညကိတံလောကတာဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃံပူဇေမိသံဃံသံဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဩဃာတာဩဃာတာဩဃာတာကာယကံဝစီကံမနောကံတာဘဒေါတာအခသိန်းသောအဖြစ်တို့ကိုပြောက်ပွားစေခြင်းအကျိုးငါပချေမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယေဒနာတရားယေဒနာတန်ခါယေဒနာမြတ်သုံးပါးနဲ့မိဘဆရာသမားတို့ကိုအယူအသေးအလေးအမြတ်လက်အုပ်မိုး၍ရှိဖို့ပူဇော်ပုမျောမန်လျော့ကြောပါ၏ရှင်မယားဤသို့ကြောရသောအကျိုးအားကြောင့်အပယ်လေးပါကတ်သုံးပါယက်တိရှိပါယန္တိမျိုး၅ပါးဝိပဿနာတရား၄ပါးပြဒနာတရား၅ပါးတို့မှာအခါကသိကင်းလွတ်ငြိမ်းတည်ဖြစ်၍မတ္တရားဘုဒ္ဓရာနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို၏ရှင်မယားဟံမန္တိတိတတိနာတဟပိစာတိလံဇမယသာမိအနုကဟံကတဝါတိလံတိထမေပန်နိဒုတိယံမိအဟံပန်နိတိတတိနာတဟပိစာတိလံဇမယသာမိအနုကဟံကတဝါတိလံတိထမေပန်နိတတိယံမိအဟံပန်နိတိတတိနာတဟပိစာတိလံဇမယသာမိအနုကဟံကတဝါတိလံတိထမေပန်နိအာမဗန္ဒီပါရှင်ဗျာနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံမိဗုဒ္ဓံတရဏံကိသာမိဒုတိယံမိဓမ္မံတရဏံကိသာမိဒုတိယံမိသံဃံတရဏံကိသာမိတတိယံမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိအာမဗန္ဒီပါရှင်ဗျာပါဏာတိပါဒာဝိရမိတိတ်္ခာဝရံဓမ္မာရိယာမိသူတစ်ပါး၏အသက်ကိုတက်ပြည့်ခြင်းမှရှောင်ခြင်းပါ၏ဗျာအာရိဏဒါနာဝိရမိတိတ်္ခာဝရံဓမ္မာရိယာမိသူတစ်ပါး၏ပစ္စည်းဥစ္စာကိုကိုးယူခြင်းမှရှောင်ခြင်းပါ၏ဗျာကာမေတုမိစ္ဆာစာရာဝိရမိတိတ်္ခာဝရံဓမ္မာရိယာမိသူတစ်ပါး၏တာမယာကိုပြစ်မှားကျူးလွန်ခြင်းမှရှောင်ခြင်းပါ၏ဗျာမုဒဝါဒဝိရမိတိတ်္ခာဝရံဓမ္မာရိယာမိမဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ခြင်းပါ၏ဗျာသူရာမိရာယာမြေသဗ္ဗမာရဇာနာဝိရမိတိတ်္ခာဝရံဓမ္မာရိယာမိမူရစ်စေဝါနှင့်အယက်သေးစားတောက်စားခြင်းမှရှောင်ခြင်းပါ၏ဗျာအာမဗန္ဒီပါရှင်ဗျာသာဓုသာ